လူတယောက်ဟာကြက်သွန်မီးကိုကြိုက်ပြီးငကားတစ်ကောင်ရဲ့နောက်ပိုင်းထဲကိုထိုးထည့်လိုက်ပါတယ်။အဲ့ဒီခါငကားကအယံကိုအန်အိုးတုံလှုပ်ထွက်ပါတယ်။ပြီးနောက်အဲ့ဒီလူကငကားရဲ့ခါးဘေးပတ်လည်ကိုတန့်ရှင်းရေးဆလုပ်ပါတယ်။ရုတ်တရက်ဆိုသလိုငကားပိုက်ထဲကနေပြင်းထန်တဲ့လေတွေပွင့်ထွက်လာပါတယ်။အနံ့ကအယံဆိုးလွန်းလို့အဲ့ဒီလူတော့မူးလဲမတက်ဖြစ်သွားပါတယ်။ဒါပေမဲ့သူကတာမန်လူမဟုတ်ပဲကျွမ်းကျင်တဲ့တရိษံကုဆရာဝန်တယောက်ဖြစ်ပါတယ်။သူ့မှာအခုလိုအနံ့ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့နှစ်ပေါင်းများစွာအတွေ့အကြုံရှိပါတယ်။ငကားကတော့နာကျင်မှုကိုမခံနိုင်တော့ပဲရုံထောက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဘေးမှာရှိတဲ့လူတွေကသူ့ကိုမြဲမြဲကင်ထားကြပါတယ်။ဆရာဝန်ကငကားရဲ့ပိုက်ထဲကနေထူးဆန်းတဲ့အရာဝတ္ထုတွေကိုစပြီးဆွဲထုတ်ပါတော့တယ်။ချက်ဝတ်တန်စားအပိုင်းစားတွေအယိုးတွေနဲ့အသုံးမဝင်တဲ့အရာတွေအများကြီးထွက်လာပါတယ်။နောက်ဆုံးမှာတော့ဓာတ်9 လကိုဆွဲထုတ်လိုက်နိုင်ပါတယ်။ဦးလန်းချန်းကိုအပြည့်အဝတန့်ရှင်းရေးလုပ်ပြီးတဲ့နောက်ငကားဟာနေလို့အယမ်းကောင်းသွားပြီးစိတ်လက်ပေါ်ပါသွားပါတယ်။ငကားကအယမ်းဝမ်းသာသွားပြီးသူ့ရဲ့ယရနာတွေကိုဆရာဝန်ကိုပေးအပ်ကဆရာဝန်ရဲ့ထူးခြားတဲ့ကျွမ်းကျင်မှုကိုကျေးဇူးစကားပြောပါတယ်။တကယ်တော့ Doolittle ဟာအမြဲတမ်းတရိษံဆရာဝန်မဟုတ်ခဲ့ပါဘူး။ပြင်းထန်တဲ့ဒဏ်ရာတစ်ခုရပြီးတဲ့နောက်မှာသူ့ဘဝကလုံးဝပြောင်းလဲသွားတာပါ။အဲ့ဒီထိရပြီးနောက်သူဟာတရိษံတွေနဲ့စကားပြောနိုင်တဲ့ထူးဆန်းတဲ့စွမ်းအားကိုရရှိခဲ့ပါတယ်။ဒါကြောင့်သူဟာထူးခြားတဲ့ဆရာဝန်ဖြစ်လာပါတယ်။တနေ့မှာမင်းသမီးလေးကသူ့ကိုနန်းတော်ကိုလာခဲ့ဖို့ခေါ်ပါတယ်။ဘာလို့လဲဆိုတော့ဘုရင်မကြီးရဲ့အခြေအနေကအယမ်းစိုးရိမ်ရလို့ပါ။သူတို့ရဲ့ယထာလုံးက Buckingham နန်းတော်ကိုရောက်တဲ့အခါစစ်သားတစ်ယောက်ကတကားလာဖွင့်ပေးပါတယ်။အဲ့ဒီမှာတင်ယထာလုံးဈေးကနေဝဝွန်ဖြူတစ်ကောင်ခုန်ထွက်လာပါတယ်။တကယ်တော့ဒီတရိษံတွေဟာ Doolittle ဘုရင်မကြီးကိုကုသပေးနိုင်ဖို့အတွက်မင်းသမီးနဲ့အတူပါလာကြတာဖြစ်ပါတယ်။ Doolittle ကကလအုပ်ငှက်တစ်ကောင်ကိုစီးပြီးခန်းမထဲကိုဝင်လာပါတယ်။ကလအုပ်ငှက်လာမျက်စိကောင်းကောင်းမမြင်တာကြောင့် Landish ကချက်ဝတ်တန်စားတွေကိုတိုက်မိသွားပါတယ်။ပြီးနောက် Doolittle ကတရိษံအုပ်ကြီးတစ်ခုနဲ့ဘုရင်မကြီးရဲ့အိတ်ကန်းထဲကိုဝင်လာပါတယ်။ဘုရင်မကြီးရဲ့အခြေအနေကတေလူနီးပါးဖြစ်နေတာကိုသူတွေ့လိုက်ပါတယ်။သူကပထမဆုံးခွေးတစ်ကောင်ကိုထူးဆန်းတဲ့အနံ့ခံလိုက်ပါတယ်။ခွေးကပန်းနံနဲ့တူပင်ပဲဘာနံ့မှန်သေးချာမပြီးတဲ့အနံ့တစ်ခုကိုရလိုက်ပါတယ်။အဲ့ဒီနောက် Doolittle ကသူ့မျက်ခမ်းကိုတတ်ပြီးနားခံထဲကိုခုန်ဆင်းကရေပြေးတစ်ကောင်နဲ့စကားပြောပါတယ်။ပြီးမှသူ့မှတ်နှုတ်စာအုပ်ကိုထုတ်ပြီးခွေးနဲ့အတူအဆင့်ဆင့်စစ်ဆေးပါတယ်။နောက်ဆုံးမှာတော့ဘုရင်မကြီးဟာရှားပါတဲ့အစိတ်ပင်ကြောင့်အစိတ်မိနေမှန်းသိလိုက်ပါတယ်။9 ရက်အတွင်းမကုသနိုင်ရင်ဘုရင်မကြီးအသက်ရှင်မှာမဟုတ်ပါဘူး။ဘုရင်မကြီးကိုကယ်ဖို့ဆိုရင်အီဒန်ကျွန်းကိုတွားရမှာဖြစ်ပြီးဆေးကအဲ့ဒီမှာပဲရှိပါတယ်။သူမထွက်ခွာခင်မှာနန်းတော်တွေကသတင်းတွေကိုလွတ်ရွက်သတင်းပို့ဖို့ပဇင်ရင်ခဲ့တကောင်ကိုပန်းကြီးကနောက်မှာဝတ်ထားခဲ့ပါတယ်။သူကခွေးကိုလုံခြုံရေးတာဝန်ပေးခဲ့ပြီးမင်းသမီးလေးကိုတော့ဘုရင်မကြီးရဲ့အစားအစာတွေကိုကိုယ်တိုင်စောင့်ကြည့်ဖို့မှာကြားခဲ့ပါတယ်။အစီအစဉ်အလုံးလုပ်ပြီးတဲ့နောက်မှာ Doolittle ဟာအီဒန်ကျွန်းကိုရှာဖွေဖို့အတွက်တရိษံတွေနဲ့အတူခရီးထွက်လာပါတော့တယ်။